အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဗီဒီယိုကနေကျွန်တော်က break dance ဆန်ပါလဲအတိတ်ဘက်တစ်ဖွင့်ဆိုခဲ့သူကမ္ဘာလူငယ်တူတစ်ခုလုံးဂီတရေးစီးကြောင်းနဲ့ဆွဲခေါ်ခဲ့သူ music video တွေကိုအမြင်ဆန်းစေခဲ့သူသူကဘယ်သူလဲလို့မေးရင်တော့တခစ်တခါအောင်မြင်ဆုံး pop ဘီရင် Michael Jackson ကိုပဲလက်ညှိုးထိုးပြမှာပါ Michael Jackson ကို1958ခုနှစ် August လ29ရက်နေ့မှာ American ပြည်ထောင်စုအင်ဒီယားနားပြည်နယ် Gary ရပ်မှာမွေးဖွားခဲ့ပါတယ်မိဘတွေကတော့ဂီတာသမား Joe နဲ့ Catherine တို့ပါမွေးချင်း10ယောက်မှာ10ယောက်မြောက်ဖြစ်ပါတယ်။ Michael ဖခင်ကတိတ်ကိုအောင်မြင်တဲ့ဂီတာသမားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ဖြစ်မလာခဲ့ပါဘူး။ဒါတော့ဒေါသတွေကိုသားသမီးတွေအပေါ်ပုံချခဲ့တာကြောင့် Michael လည်းဖခင်ရဲ့ရိုက်နှက်မှုတွေအောက်မှာကြီးပြင်းလာခဲ့ရပါတယ်။1963ခုနှစ်ရောက်တော့ Michael Jackson တို့ညီကိုတွေစုပေါင်းပြီး The Jackson 5 ဆက်အဖွဲ့လေးကိုဖွဲ့လိုက်ပါတယ်။အတန်လဲကောင်းဆိုဟန်လဲမိုက်တဲ့ Michael ဂီတပေါ်ဆွဲလန်းစေရတော့တားဆီးလို့မရနိုင်တော့ပါဘူး။အဲ့ဒီချိန်တော့လူဖြူလူမဲပြဿနာတွေကြောင့် Michael တို့ကလေးတစ်တိုက်လဲလူမဲတွေရှိတဲ့နေရာမှာပဲဖျော်ဖြေပွဲတွေလုပ်ခဲ့ရပါတယ်။နောက်တော့ Motown Music Company က Michael တို့အဖွဲ့နဲ့စာချုပ်ချုပ်ပြီးအခွေထုတ်ပေးခဲ့ပါတယ်။ On Your Back, ABC, I'll Be There စတဲ့တခြင်းတွေကတော့လူတိုင်းပါးစပ်ပြားမှာရေပန်းရှားခဲ့တာပေါ့ဗျာ။1982ခုနှစ်မှာတော့ Michael က Band တဲ့တကူတော့ album ထွက်ရှိပါတယ်။1985ခုနှစ်မှာ Forever Michael album ထွက်ရှိပြီး Michael ကိုနိုင်ငံတကာသိစေတဲ့ Off the Wall album တော့1989ခုနှစ်မှာပြည်သက်ရှိချပြနိုင်ခဲ့ပါတယ်။အဲဒီနှစ်မှာပဲ Michael ကဖျော်ဖြေပွဲတစ်ခုမှာနှာခေါင်းယိုးကျိုးခဲ့ပြီးရေပြားခွဲစိတ်မှုတွေလုပ်ခဲ့ရပါတယ်။ဆရာဝန်တွေကသူ့ကိုအသားဖြူအောင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။လူတွေကတော့ Michael Jackson ကလူမဲတဦးဖြစ်လျက်နဲ့အသားမဲတောင်မကြက်ရကောင်းလားလို့လက်ညှိုးထိုးအပြစ်တင်ခဲ့ကြပေမဲ့တကယ်အဖြစ်မှန်တော့ Michael မှာအရေးပြားနဲ့ပတ်သက်တဲ့ယောဂတစ်မျိုးခံစားနေရလို့ပါ။သူကလူမဲဖြစ်ရတာကိုအရန်ကုန်ယူသူတူပါ။ခွဲစိတ်မှုတွေမှာမအောင်မြင်ခဲ့တဲ့ Michael ဟာဂီတလောကမှာတော့အောင်မြင်ခဲ့ပါတယ်။ထူးခြားတဲ့တင်ဆက်မှုတွေနဲ့အသစ်တွေကိုပေးလေးရှိတဲ့ Michael ဟာ1982ခုနှစ်မှာ Thriller ဆွဲ album တစ်ချက်ထုတ်ပြခဲ့ပါတယ်။ကမ္ဘာတွင်းအချက်ရ109သန်းကျော်ရောင်းချခဲ့ရသလိုသမိုင်းတစ်လျှောက်ရောင်းအားအကောင်းဆုံး album ဖြစ်ခဲ့ပါတယ်။ Grammy ဆု9ဆုလည်းရရှိခဲ့ပြီးတော့ Billboard ရောင်းအားဆုံးနံပါတ်1နေရာမှာ6လကြာရပ်တည်နိုင်ခဲ့ပါတယ်။ Michael က Grammy ဆုအပါအဝင်ဆုပေါင်း900ကျော်ရရှိခဲ့သူတူပါ1984ခုနှစ်မှာတော့ Michael ကဖြစ်ရဆိုကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ပရိသတ်ကိုအကောင့်တကအကောင်းဆုံးတွေပဲပေးချင်တဲ့ Michael ကခေါင်းကနေမီးတောက်နေတဲ့ဟန်ရိုက်ကူးရေးတစ်ခုမှာတရုပ်ပါဖျော်ဖြေခဲ့ပါတယ်။ကန်ဆိုးကျွန်တော်တကယ်ပဲ Michael ကောင်မီးဆွဲလောင်သွားပါတယ်။အဲဒါကြောင့်ခွဲစိတ်ခန်းနဲ့အကြိမ်ကြိမ်ဝင်ခဲ့ရပါတယ်။ဒါမဲ့ Michael ရဲ့ဂီတကိုချစ်တဲ့စိတ်ကတော့ပြေပြောက်သွားရိုးမရှိခဲ့ပါဘူး။ဂီတလောကရဲ့အကြော်မော်တအူးဖြစ်နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သလိုများပြားလာတဲ့ငွေတွေကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ငယ်စဉ်ကအနှိမ့်ဆက်ခံခဲ့ရတဲ့ Michael ဟာတန်းကြွယ်တထေးဖြစ်လာချိန်မှာတော့ခလေးတို့ပျော်စင်ရာ Neverland ရဲ့ကစားကွင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။ခလေးတို့စော့ကစားစရာချားရက်ဟက်တွေရေကူးကန်တွေပန်းချန်တွေစသဖြင့် Neverland ဟာ Michael ပြရုပ်တစ်ခုဖြစ်လို့နေပါတယ်။ Michael ကိုယ်တိုင်လည်းအားလက်ချိန်တိုင်းမှာခလေးတို့နဲ့အတူရမောပျော်ရွှင်ကစားလေးရှိပါတယ်။ Michael ဟာနာမည်ကြီးအဆိုတော်ကြီး Elvis Presley ရဲ့သမီး Lisa နဲ့လက်ထပ်ခဲ့ပေမဲ့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ပါတယ်။နောက်တော့သူနာပြုတ်တအုပ်နဲ့အိမ်အောင်ပြုတ်ခဲ့ပြီးကလေး2ဦးထွန်းကားခဲ့ပါတယ်။တတိယကလေးကိုမွေးဖွားခဲ့ပေမဲ့မိခင်ရင်ကိုတော့ကြီးညာခဲ့ခြင်းမရှိပါဘူး။နာမည်ဂုဏ်သတင်းကြော်စောလွန်လာတဲ့ Michael လိုလူမျိုးမှာတော့ခက်ခဲပြဿနာတွေကရှိရဗျ။အိမ်အောင်ရေးအဆင်မပြေမှုတွေကျန်းမာရေးဆိုးရွားလာမှုတွေကြောင့်အိတ်ဆေးတွေတောက်နေရတဲ့ Michael ဟာလူတွေနဲ့ဝေးရမှာတဦးတည်းတည်သက်နေလေရှိပါတယ်။ပရိသတ်မသိတဲ့ရှင်မြင့်နောက်ွယ်က Michael ဟာအသက်ရှူရခတ်တဲ့ဝေဒနာနှလုံးရောဂါနဲ့ခုခံအားကျဆင်းလာမှုတို့အပြင်းထန်ခံစားခဲ့ရသူတူပေါ့ဗျာ။ဒါမှသူဟာလန်ဒန်မြို့02အောင်စားရုံမှာကျင်းပမဲ့ဂီတဖျော်ဖြေပွဲအတွက်အကြိမ်ကြိမ်အခါကလေ့ကျင့်နေခဲ့ပါတယ်။ဒါမဲ့2009ခုနှစ်ဇွန်လ25ရက်နေ့ညနေခင်းမှာတော့အသက်50အရွယ်ဂီတကျေပွင့် Michael ဟာသူအင်မတန်ချစ်တဲ့ပရိသတ်ကြီးကိုအပီးတိုင်နှုတ်ဆက်သွားခဲ့ပါတယ်။သူသေဆုံးချိန်မှာသူ့ချစ်တဲ့ကဘာနှံပရိသတ်ပေါင်းများစွာဟာဝမ်းနဲ့ကြေကွဲစွာနဲ့နှုတ်ဆက်နေကြပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဲ့ဗီဒီယိုကနေကျွန်တော်ကဂီတကိုအလွန်တန်ဖိုးထားပြီးအသက်ထက်ခုံမင်းသူ Michael Jackson ရဲ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်းကိုဘ ഹു တတရပွဲတင်ဆက်ပေးခဲ့တာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်တွေလည်းခံစားမှုရတတစုံတရာရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်လာမယ့်ဗီဒီယိုမှာလည်းအခုလိုပဲကဘာကျော်ပုံကိုယ်ရဲ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်းနဲ့ဘ ഹു တတရပွဲအကြောင်းအရာများစွာကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့လို့စောင့်မျှော်ကြည့်ရှုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ်ပရိသတ်တွေအနေနဲ့လည်းကိုသိကျင်တဲ့အကြောင်းအရာကိုနားထောင်ကျင်တဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုရဲ့ comment မှာရေးသားအကြံပြုပေးကြပါဦးဗျဒီနေ့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီကိုကျေးဇူးတင်ပါတယ်